ကဲရက်ကတို့ကြော်လို့ကြောင်းလို့ကောင်းတယ်လားနော်စစ်ခွေးလေရင်ကိုတော်မီးရှို့ပြီးတော့လေရင်နိုင်ရမှာပါစာရေးသွားတယ်စစ်ခွေးမအားလားဆိုပြီးတော့ဟာသေရောကွာပြောင်းတာမခန့်တာကြီးအဲ့ဒါမခန့်တာနော်ဒါဘဘကြီးကိုမခန့်တာအဲ့ဒါတတိပြပြမယ်နော်လေရင်ကိုတော်မီးရှို့ပြီးတော့နိုင်ရမှာစာရေးသွားတယ်တော်လေးတော့စတောက်ဖို့လင်းနဲ့တက်ထိုးသွားကြတာစကိုင်းတိုင်းဟုံလင်းတို့အခြေဆိုင်ဟုံလင်းရေတက်ဟုံလင်းရေတက်စခန်းဌာနချုပ်တွေရိတ်ခါကိုတော်ကိုမီးရှို့မှုတရက်ဖြစ်ပွားခဲ့ပြီးနိုင်ရတွင်စစ်ခွေးမအားလားအတွက်စာရေးသားခဲ့ကြောင်းလေတက်ရင်းကြီးကပြောဆိုအော်တော့က17ရက်နေ့ညနေပိုင်းဟုံလင်းလေတက်စခန်းဌာနချုပ်ကိုတော်ရိတ်ခါကိုတော်မီးရှို့မှုဖြစ်ပွားခဲ့ပြီးမီးရှို့သူကနိုင်ရတွင်စစ်ခွေးမအားလားအတွက်စာရေးသွားခဲ့ကြောင်းသိရတယ်ရင်းစစ်စစ်ကိုနေပြီးတော့အခြေစိုက်စစ်ရုံးနဲ့ကလေကမတိရှိစေရန်လေတက်စခန်းဌာနချုပ်မှုဘုံမှုချုပ်မြတ်မင်းတန်းကအထက်တို့မတင်ပြတဲ့သတင်းထုံးခဲ့ကြောင်းရင်းနောက်ရိတ်ခါကိုတော်ကိုအမြန်ပြန်လဲတီးဆောက်နေကြောင်းသိရှိရတယ်မိတော်ကျွမ်းခဲ့တဲ့ဟုံလင်းလေတက်စခန်းဌာနချုပ်ဤရိတ်ခါကိုတော်မှာတက်ပင်းတန်းလျားနဲ့ဝေးကွာပြီးလူနဲ့ဝေးတော့တောထဲတွင်တီးဆောက်ထားခြင်းဖြစ်ကြောင်းလက်တလုံးမီးရှို့သူကိုဖမ်းဆီးရရှိခြင်းမရှိသေးတဲ့ဖြင့်အနည်းဆုံးကင်းထဲမှာတောင်ရင်ကျစစ်သား4ဦးကိုအုပ်ချုပ်ရေးမှုတပ်မှုဒုတိယဗိုလ်မှူးကြီးအောင်ကျော်စွာ DSA 42ကဦးစီးပြီးစစ်ဆေးညှဉ်းပန်းနှိပ်စက်နေကြောင်းသိရတယ်။အောင်လင်းလေတပ်စခန်းဌာနချုပ်၏အုပ်ချုပ်ရေးမှုတပ်မှုဒုတိယဗိုလ်မှူးကြီးအောင်ကျော်စွာ DSA 42ကဦးစီးကတန်တရားရှိသောစစ်တီတော်များကိုရိုက်နှက်ညှဉ်းပန်းနှိပ်စက်နေကြောင်းသိရှိရတယ်။ကဲစဉ်းစားကြည့်နော်ဘယ်ကလာရှို့မှန်းမသိအပြင်ရရှို့မှန်းမသိအဲ့လိုရှို့တဲ့ဟာကိုစစ်သားအချင်းချင်းကိုနောက်ငယ်သားစစ်သားတွေကိုရိုက်နှက်ပြီးတော့နှိပ်စက်တယ်စဉ်းစားကြည့်အဲ့တော့ဒီကောင်တွေဟာခင်ဗျားတို့စစ်သားတွေအနေနဲ့ခေါင်းဆောင်ကြီးလက်ခံတင်တာမတင်တာစဉ်းစားနော်သူတို့လိုရင်မင်းတို့ကိုလိုအပ်တဲ့ချိန်တိုင်းလိုအပ်တဲ့စကားချိုပြီးတော့လိုအပ်တဲ့အသုံးလုပ်လိုက်ဟုတ်လားမဟုတ်ဘူးလားငါပြောတဲ့စကားမှားရင်လာခဲ့မင်းတို့စစ်တပ်ထဲကအရာရှိအများစုဟာမင်းတို့ခိုင်းဖို့လိုဖို့အသေးခံခိုင်းဖို့ဆိုရင်မင်းတို့အကြိုက်စကားတွေချိုချိုတတာပြောလိုက်မယ်မင်းတို့ပြန်ချော့လိုက်သူတို့ဘလိုတော့တဲ့အချိန်တိုင်းမင်းတို့ဘလိုဆက်ဆံမြင်အောင်ကြည့်နော်အဲ့ဒါပဲအဲ့တော့ဒီတိုင်းပြည်ဒီမိုကရေစီနိုင်ငံဖြစ်သွားရင်အရင်ဦးဆုံးကောင်းစားမှာစစ်တပ်ပြည်သူကနောက်မှကောင်းစားမှာနော်မင်းတို့စစ်တပ်ကအရင်ဦးဆုံးဒီမိုကရေစီရဲ့အရာတော်ကိုခံစားပြီးကောင်းစားမှာဒီမိုကရေစီ9နှစ်မှာစစ်တပ်ထဲမှာကြီးနိုင်ငံကြီးဘယ်လောက်ပေါက်ပြောက်သွားလဲအဲ့ဒါတော့မှစစ်တပ်ဟာအရက်တိုင်းအောက်ချုပ်မှုအောက်ကိုမရောက်ခဲ့ဘူးနော်ကာကွယ်ဦးစီးချုပ်ရဲ့အောက်ချုပ်မှုအောက်မှာပဲရှိခဲ့တာဒါတော့မှဒီ NLD အစိုးရ9နှစ်မှာကြီးနိုင်ငံကြီးလောက်ရက်တွေဘယ်လောက်ပြောက်သွားတယ်မင်းတို့အဲ့ဘုကမလိုချင်ဘူးလားမနေချင်ဘူးလားဘယ်လောက်လူပီတာလဲဘယ်လောက်ငြိမ်းချမ်းကိုမိုင်းကိုခံကိုမပဲနဲ့ဘယ်ကောင်မှကိုလူပါလာဝါလို့မရဘူးဘယ်တကယ်ကောင်းတဲ့စနစ်မလိုချင်ဘူးလားအဲ့စနစ်ကိုကြည့်အခုလေတက်ရိတ်ခါကတော့မီးရှို့ကန်ကြည့်တယ်နော်မဟုတ်လို့မကြီးနဲ့တော့တွားကြည့်နော်တွားကြည့်နော်မီးရှို့ကန်ကြည့်တယ်အပြင်လူလာရှို့သွားတာလားတော်လိုင်းဘက်ကရှို့တာဒါမှမဟုတ်ပြည်သူဝင်ရှို့တာလားနော်အမျိုးမျိုးဖြစ်နိုင်တယ်လေအဲ့တော့ဂိမ်းဆောင်နေတဲ့စစ်သားခေါ်ပြီးတော့ထုရရိုက်ညှဉ်းပန်းနေစက်လို့ဒါကိုအောက်ကငယ်တာစဉ်းစားကြည့်မင်းတို့အသက်ပေးပြီးလောက်နေတာတန်လားလို့ကြည့်